ကန်ကောင်းနေတော့တဲ့နောက်တစ်ပုတ်လောက်တဲ့လောင်လာလားပြောင်းလာလားဒါပဲကျွန်တော်ဆိုပြမယ်နော်ချင်းတဲ့တမလုံးဗိဒနိုးနဲ့ညီလာကန်စီဘကွက်သားတို့ရဲ့လက်၌တီနောင်ကျိုးသင်ကခေါ်ဆောင်ဒီကျွန်တော်မျိုးရောက်ရှိခါသာပြီမန်တော်တကားကိုဆိုပါမည်မျက်နှိုးဆွဲလန်းခဲ့မိသည်ဘယင်မတဲ့ရင်သေးပါမည်တမှုလေးမညင်လို့တော့ပြီအသေးကောင်းသူမို့ဒါတော့ညမဟုတ်ပါသည်ရှေးမောက်တော်ကိုလူထောင်ရောက်ရှိပါပြီချစ်တဲ့ပန်ထွားဘယင်မရဲ့မိန်တော်သည်အချင်းငါတကောင်ကိုလောင်ချိုင်းမှလွတ်စေသည်ဖြောင်းမတ်တဲ့နှလုံးသားသည်သူရဲ့ကောင်းစကားကပါသည်နောက်ဆုံးလျှောက်တင်လိုပါသည်ရင်ထဲကနှလုံးသားတို့သည်ကျွန်တော်မျိုးစကားကိုမနာခံသည်ဘယင်မတပါးရဲ့မျက်နှိုးသည်အသေးကောင်းသူမို့ဒါတော့ညမဟုတ်ပါသည်ရှေးမောက်တော်ကိုဒူထောင်ရောက်ရှိပါပြီချစ်တဲ့ပန်ထွားဘယင်မရဲ့မိန်တော်သည်အချင်းငါတကောင်ကိုလောင်ချိုင်းမှလွတ်စေသည်ဖြောင်းမတ်တဲ့နှလုံးသားသည်သူရဲ့ကောင်းစကားကပါသည်ကောင်းလားဆိုကြည့်ရမပါခွန်လို့ပါအားလုံးခင်ပါတယ်